ကောင်လေးတယောက်ကကြက်မလေးတစ်ကောင်ကိုရေချိုးပေးနေတာကြက်မလေးကလည်းရေတွေပတ်ပြီးပြောနေရှာတာပေါ့ရေချိုးပေးပြီးတော့ကောင်လေးကကြက်မလေးရဲ့ခြေသေးသေးလေးတွေကိုတေချာတုပ်ပေးတယ်အဲ့ဒီမှာနည်းနည်းရတယ်လို့နဲ့ကြက်မလေးမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်သွားတာပေါ့တေချာစိုက်ကြည့်ပြီးတော့မှဒီကောင်လေးကတော်တော်လေးချောတာပဲလို့သတိထားမိသွားတယ်သူမရဲ့စိတ်ကူးတွေကိုဖုံးကွယ်ဖို့အတွက်ကောင်လေးရဲ့ဘားကိုအမြန်ပဲတောက်ခနဲ့တစ်ချက်စိတ်လိုက်တယ်သူမရဲ့တကိုးတွေပြန်မရသေးခင်ထိတော့လောလောဆယ်ဒီကောင်လေးအိမ်မှာပဲခိုးလုံနေရအောင်မလေးဒါပေမဲ့ရက်အနေငယ်ကြတော့မှဒီလူသားဟာတကယ်ကိုဆင်းရဲလုံးမှန်သူမသိလိုက်ရတယ်တစ်နေ့သုံးနှလုံးဟင်းသီးဟင်းရွက်နဲ့ပဲဟင်းပဲကြွေးတာကိုနောက်ဆုံးတော့ကြက်မလေးလည်းမခံနိုင်တော့ပဲငါအခုစိတ်သားစားခြင်းပြီးဆိုပြီးဆန္ဒပြတော့တာပေါ့အဲ့ဒီအချိန်မှာကောင်လေးရဲ့စိတ်ဖက်ဝင်တစ်ဦးတစ်ဖူးပုံကြီးကိုသူမလှမ်းမြင်သွားတယ်ဒါပေမဲ့ကောင်လေးကပြက်ပြက်တသားပဲညင်းလိုက်ပြီးဒါရီရောင်လို့မရဘူးစေဝါနဲ့လဲလဲရမှာလို့ပြောရှာတယ်ဒါကိုကြားတော့မှကြက်မလေးဟာကောင်လေးအပေါ်ပထမဆုံးအကြိမ်ဖြစ်တနာစိတ်ဝင်သွားမိတယ်ဒီလောက်လဲကျမ်းမာရေးမကောင်းရှာဘူးအပေါ်မှာမှဒီလောက်ထိဆင်းရဲနေရသေးတယ်ဒါနဲ့သူ့ရဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့သူ့ဘဝလေးနည်းနည်းအဆင်ပြေသွားအောင်လုပ်ပေးဖို့သူမဆုံးဖြတ်လိုက်တယ်သူမကကြောက်ခဲတစ်လုံးကိုစိတ်လိုက်တဲ့အခါခဏတာတော့ရွှေဖြစ်ပြောင်းသွားပြီမဲ့နောက်တစ်စက္ကန့်မှတင်ကြောက်ခဲအဖြစ်ပြန်ဖြစ်သွားရောသူမထက်ခါစူးစမ်းကြည့်တယ်ကြောက်ခဲတစ်ပကံလုံးစာကိုလိုက်စိတ်တာနှုတ်တီးတောင်လာတဲ့အထိပဲဒါပေမဲ့ဘာမှထူးမလာခဲ့ဘူးဒေါသထွက်နဲ့ကြောက်ခဲတစ်လုံးကိုကတ်လိုက်တာမိမိကိုယ်တိုင်ပဲနောက်ပြန်လည်လဲသွားတော့တဲ့အနားမှာရက်ကြည့်နေတဲ့ကောင်လေးကဒါရီကုံလုံးကိုမြင်နေရတာပေါ့တော်တော်လေးစဉ်းစားပြီးတဲ့နောက်ကောင်လေးကသူ့ရဲ့စုဘူးလေးကိုထုတ်ပြီးဒီနေ့တော့အသားနဲ့ချက်သားလောက်ဝယ်ကျွေးမယ်လို့ဆုံးဖြတ်လိုက်တဲ့ကောင်လေးအပြင်ထွက်တာနဲ့ကျမလေးကနောက်ကနေတကောက်ကောက်လာတာပေါ့ကောင်လေးကသူမကိုပွေ့ချပြီးဈေးကိုခေါ်သွားပေးတယ်ဒါပေမဲ့အသားဆိုင်ရောက်တော့မှသူ့မှာပတ်စံမလောက်မှန်းသိလိုက်ရတယ်အတိအကျပဲအဲ့ဒီအချိန်မှာအနားမှာထိုင်နေတဲ့ဘေးရင်ဆရာတယောက်ကိုလှမ်းမြင်လိုက်ရတယ်ဘေးရင်ဆရာကပတ်စံညှစ်ဖို့အတွက်အေးအေးဆေးဆေးရှိတဲ့တတိတယောက်ကို6လက်ပြောဆိုနေတာချက်ချင်းဆိုတယ်လို့ပဲကောင်လေးကအဲ့ဒီလူကိုခမည်းအိမ်နေမွန်းတဲ့ချိန်လောက်ဆိုမိလောင်လိမ့်မယ်အမြန်ပြန်တော့လို့လှမ်းပြောလိုက်တယ်အဲ့ဒီလူလည်းတဝက်ယုံတဝက်မယုံနဲ့အိမ်ကိုတုတ်ချီတင်ပြန်သွားတော့တာပေါ့အခြားတစ်ဖက်မှာတော့ဘေးရင်ဆရာကဖောက်တည်ပြတ်သွားလို့ဒေါသတွေချောင်းချောင်းထွက်နေပြီးကောင်လေးကတက်တက်မဲ့သူ့စီပွားရေးကိုလာဖြတ်တယ်လို့ထင်နေတာဒါပေမဲ့ကောင်လေးကတော့သူ့အမှန်တိုင်းပြောတာပါဆိုပြီးဒင်္ဂါပြတစ်စက်ပြကြီးကြီးလောက်လိုက်တယ်ညနေဆောင်တော့အဲ့ဒီလူဟာအသားနဲ့ကြက်သားကိုလက်ထဲကင်ပြီးအပြေးလွှားပြန်ရောက်လာတယ်သူကမင်းစကားကိုနားထောင်ပြီးအိမ်မပြန်ခဲ့ရင်ငါအမေမိထဲမှာပိတ်မိနေတော့မှလို့ပြောရှာတယ်ရက်ပေါင်းများစွာကြာမှအသားကိုမြင်လိုက်ရတဲ့ကြက်မလေးရဲ့မျက်လုံးတွေဟာအယောင်တောက်သွားတာပေါ့ဒါအပြင်ကောင်လေးကလောင်ကြီးကနေဒင်္ဂါတစ်စက်ပြလဲနိုင်လိုက်သေးတယ်ဖြည်းဖြည်းချင်းနဲ့ပဲသူ့အနာဂတ်ကိုကျူမြင်နိုင်တဲ့အကြောင်းသတင်းကတနေ့လုံးပြန့်နှံ့သွားတော့တဲ့အတန်ကြာတော့အမျိုးသမီးတယောက်သူ့စီရောက်လာပြီးကျမအမျိုးသားအကြောင်းပြောပြပေးပါသူအခုဘယ်မှာလဲဟင်လို့လာမေးတယ်သူတို့မင်္ဂလာဆောင်ပြီးမကြခင်မှာပဲသူမရဲ့အမျိုးသားကစစ်ထဲထွက်သွားခဲ့တာ15နှစ်တောင်ရှိခဲ့ပြီးအခြားစစ်တီတွေအသက်ရှင်နေရပြန်လာတာဖြစ်ဖြစ်သတင်းအစအနိုင်ရတာဖြစ်ဖြစ်ရှိပေမဲ့သူမရဲ့အမျိုးသားကတော့ဘာသတင်းမှမရှိခဲ့ဘူးကောင်လေးလည်းသူမရဲ့အခြေအနေကိုကြည့်ပြီးတနာမိတာပေါ့ဒါပေမဲ့အနာဂတ်ကိုကြည့်ရတာကမလွယ်ကူလာဘူးဒါကကောင်းကင်ဘုံရဲ့လှုပ်ဝက်ချက်တွေကိုဝင်ရောက်ဆွတ်ဖက်တယ်လို့ဖြစ်နေတာကြောင့်သူငင်းပယ်လိုက်တယ်ဒါပေမဲ့ကျက်မလေးကတော့အဲ့ဒီအမျိုးသမီးရဲ့ဘေးပတ်ဝန်းကျင်မှာထူးဆန်းတဲ့အမွေးတက်တစ်ခုကိုခံစားမိနေတဲ့အဲ့ဒီညမှာတင်သူမဟာအမျိုးသမီးရဲ့အိမ်ကိုတိတ်တဆိတ်သွားခဲ့ပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားရတဲ့အပြာရောင်ဝတ်စုံဝတ်ထားတဲ့စစ်တီတယောက်ကအမျိုးသမီးရဲ့နောက်ွယ်မှာမတ်တရက်နေတာရုတ်တရက်အမျိုးသမီးချောင်းဆိုးတန်ကိုကြားလိုက်ရတော့စစ်တီကလှည့်ကြည့်ပြီးကျက်မလေးနောက်ကိုတန်းစီလိုက်လံဖမ်းဆီးတော့တာပေါ့အဲ့ဒီအချိန်မှာပဲသူဟာတာမန်လူသားတယောက်မဟုတ်မှန်းကျက်မလေးရိပ်မိလိုက်တယ်သူမကလောလောဆယ်ကျက်မလေးတွင်ဖြစ်နေတာကြောင့်ကြာမတိုက်ခိုက်နိုင်ပဲမကြခင်မှာပဲအဖမ်းခံလိုက်ရတယ်အဲ့ဒီအချိန်မှာစူညံတန်ကြောင့်အမျိုးသမီးအပြင်ထွက်လာခဲ့တယ်သူမကတော့စစ်တီကိုမမြင်ရပဲလေထဲမှာမြောက်နေတဲ့ကျက်မလေးကိုပဲမြင်နေရတာရုတ်တရက်တစုံတယောက်ကတစ်သားတုတ်တစ်ချောင်းကိုကောက်ကင်ပြီးစစ်တီစီကိုလှမ်းပစ်ပေါက်လိုက်တဲ့ကောင်လေးကလည်းသူမနောက်ကိုလိုက်လာခဲ့တာကိုဘာမှနားမလည်နိုင်ခင်မှာပဲကောင်လေးကနောက်ထပ်တစ်သားတုတ်တစ်ချောင်းကိုကောက်ကင်ပြီးအမျိုးသမီးရဲ့ခေါင်းကိုရိုက်ချလိုက်တယ်သူမချက်ချင်းပဲတတိလေးလဲကျသွားတော့တာပေါ့မက်ချက်စစ်တီကအမျိုးသမီးကိုပူးကပ်နေတာတော့မဟုတ်ကောင်လေးကစစ်တီကိုရိုက်ဖို့ကြိုးစားရင်းလွဲသွားတာဖြစ်နိုင်ပါတယ်စစ်တီကဒေါသကြီးနဲ့ကောင်လေးကိုဝင်တိုက်ဖို့ပြေးလာခဲ့တယ်ကွက်တီပဲကျက်မလေးကကောင်လေးကိုအမြန်တိုးထုတ်လိုက်ပြီးသူ့ကိုကယ်တင်လိုက်ပါတော့တယ်